စင်တကအသင်းလို့တော့ပြောတာပဲထင်သလောက်လည်းမဟုတ်ပါဘူးအားလုံးပဲမင်္ဂလာပါ United Principal ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် United နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ VPN လေးခံကြည့်ဖို့မြတ်တာရက်ခံပြစေခင်ဗျာမင်းညာကသခင်ချင်း United တို့ကတော့ကောင်းလာပါတယ်ဒီဟာဒီမှာ Premier League Champion လောက်ဘာညာပြောနေတဲ့အဆင့်တစ်ကအာဆင်နယ်ကို Emirates ကိုတွားပြီးအိမ်မော်တက်ဆုံးမပေးလိုက်ပြီးဖြစ်ပါတယ် Premier League မှာအသင်းတိုင်းကိုဖြိုခွင်းပြီးစိုးကျင်တိုင်းစိုးနေတဲ့လန်ဒန်သားတွေကို United တို့ကတော့နှခမ်းနီပေးဆိုခဲ့ပြီး 2-3 နဲ့ UG ဖြစ်အောင်တီးပေးလိုက်တာပါတကယ်တော့ Arsenal ကောင်းနေတာက United နဲ့မတွေ့သေးလို့ဖြစ်ပြီး Premier League မှာကြောင်မရှိလို့ကြွတ်ထားနေတဲ့ဂျုံမျိုးချိုးနေတာပါအခုတော့အရာအလုံးကပြီးဆုံးသွားပါပြီအာဆင်နယ်ဟာနောက် United နဲ့လမ်းမှာတွင်ရင်မျက်နှာမှာပြောင်းရင်းလို့တို့နောက်ထပ်တွေ့ဖြစ်ခဲ့ရင်တော့ဝေးဝေးကနေရှောင်သွားရတော့မှာပါ United တို့ကတော့ဒီပွဲကိုနိုင်ခဲ့တာကြောင့် Manchester မှာကြံနေခဲ့တဲ့နောင်တော်ကြီး Man City ကလည်းဝမ်းသာနေမှာဖြစ်တယ်လို့အနိုးဘူးတိုက်ကတော့ခုချိန်လောက်ဆိုအာဆင်နယ်နဲ့တူကြောင်းမှာကိုငုံနေလောက်ပါပြီပွဲကြောင်းကိုပြောရရင် United ကဒီပွဲမှာ City ကိုရင်ဆိုင်သွားတဲ့အတိုင်းကစားခဲ့ပြီးအာဆင်နယ်ရဲ့တိုက်စစ်ကိုအကောင်းဆုံးထိန်းချုပ်ကစားရင်အသင်းအတွက်လိုအပ်နေတဲ့အသွင်းကိုတွေကိုရှာဖွေသွားတာဖြစ်ပါတယ်ဒီပွဲကိုဒီပြမိုက်ကယ်ကာရစ်အနေနဲ့ City နဲ့ပွဲကလူစင်တိုင်းပြောင်းလဲမရှိပွဲထုတ်လာခဲ့ပါတယ်အာဆင်နယ်ကတော့ Jesus Trossard က Supplementary Declan Rice Gabrielစတဲ့တိကကစားသမားမျိုးနဲ့ပွဲထုတ်လာခဲ့ပါတယ်။ထုံးစံတိုင်းပွဲဆဆချင်းဆိုလို့အာဆင်နယ်ကအင်ရှင်ပီပီဘောလုံးကင်ကစားခဲ့ပြီးသတိစကားတွေမပေး United ကိုစတင် PR တွေပေးခဲ့ပါတယ်။ဒီလိုနဲ့ပွဲချိန်မိနစ်20နောက်ပိုင်းမှာ United ဘက်ကတစ်ချက်တိုက်ဆင်ခဲ့ပြီးအာဆင်နယ်ရဲ့ဂိုးပေါက်ကိုချင်းချောင်းနိုင်ခဲ့ပါတယ်။ပွဲကစားချိန်29မိနစ်ရောက်မှာတော့အာဆင်နယ်ရဲ့တိုက်စစ်ဆင်မှုကိုဟန်တာနေရကနေတင်မာရဲ့ကန်သွင်းမှုကိုမာတီနက်ကတားဆီးလိုက်ရင်းနဲ့အုပ်ကိုဖြစ်ခဲ့ရပြီးအာဆင်နယ်တို့ဥဆောင်ကိုရရှိခဲ့ပါတယ်။အာဆင်နယ်ကိုတိတ်ပျော်ခွင့်မပေးတဲ့ United ကတော့ပွဲချိန်38မိနစ်မှာဆိုဘီမန်ဒီရဲ့အမားကနေအပူမိုကချီပါကိုသွင်းယူပြီးပထမပိုင်းကိုတစ်ပတ်တကိုးစီနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ဒုတိယပိုင်းပြန်လည်စတင်ပြီး9မိနစ်ကြာမှာပဲပထရစ်တော်ကူကဘရူနိုဖာနန်ဒက်နဲ့တူလှပတဲ့တွဲလုံးတွေကနေတဆင့်ဂိုးထပ်မံရရှိခဲ့ပြီး2-1ဖြစ်သွားခဲ့ပါတယ်။ United ရဲ့ဥဆောင်မှုကိုခံလိုက်ရတဲ့အာတီရာတယောက်ကွေမင်းကနေပူဆက်ပူလောင်နေဖြစ်ပြီးချီပါကိုရဖို့ညီမျိုးစုံကြံထုတ်နေခဲ့ပါတယ်။ဒီလိုနဲ့ပွဲချိန်84မိနစ်မှာတောက်ကန်ဘော်ကနေတဆင့်ရှုပ်ရှက်ခတ်နေတဲ့အနေအထားမှာမရီနိုရဲ့ကိုကြောင့်တစ်ဖက်နှစ်ကိုစီတည်ကြခဲ့ပြီးအာဆင်နယ်တို့ပြန်လာပြီးလို့အကုန်လုံးကထင်နေခဲ့ကြတာပါ။ဒါပေမဲ့အာဆင်နယ်ကိုစိတ်ဒုက္ခပေးဖို့မွေးဖလာတဲ့ကိုညာကနောက်ထပ်3မိနစ်ကြာမှာပဲကိုဗီမိုင်နူရဲ့ပေးပို့မှုကနေသူ့ရဲ့ trademark တိုင်းပြန်မှန်ကိုသမားရဲ့ဘယ်ဘက်တောင်းတွေကိုဝေ့ဝိုက်ပြီးလှလှပပကန်သွင်းခဲ့တာကြောင့်2-3ဖြစ်သွားခဲ့ပါတယ်။ကိုညာကတော့ကာရီလက်ထက်ကင်တွေတဲ့နှစ်ပွဲမှာစူပါဆက်ကစားသမားဖြစ်ခဲ့ပြီး United ပရိသတ်တွေရဲ့ချစ်တွေကိုနောက်ွယ်ကနေတိတ်တိတ်လေးပိုင်းသိမ်းယူနေတာဖြစ်ပါတယ်။အာဆင်နယ်ကတော့ကိုညာရဲ့နိုင်ကိုကြောင်းခေါင်းတော့မဖော်နိုင်တော့ပဲဘာလို့ဘာကိုင်းရမှန်းမသိစောက်တီရများဖြစ်ကုန်တာကိုမြင်တွေ့ရမှာပါ။ United ဟာဒီဟာဒီမှာပြိုင်ပွဲဆုံး12ပွဲဆက်ရှုံးပွဲမရှိထားတဲ့အာဆင်နယ်ရဲ့မှတ်တမ်းကိုသူတို့ရဲ့အိမ်ကွင်းမှာပဲကန်ဝင်ဆက်ဆန်ဖြတ်စီးခဲ့ပြီးအမှတ်ပေးစရာအဆင့်လေးကိုတက်လှမ်းခဲ့ပြီးဖြစ်ပါတယ်။ဒါပြင်လာမယ့်ရာသီဥရောပဝင်ခွင့်အတွက်မျှော်လင့်ချက်ပြေဝလာခဲ့ပြီးယုံကြည်မှုမြင့်ဆုံးကိုပြန်လည်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။မိုက်ကယ်ကာရစ်ကတော့ United ကိုကင်တွယ်ပြီးအာဆင်နယ်ကိုနိုင်ယူရတာတော်တော်လေးရတာတွေ့နေပုံရပါတယ်။ United နီးပြဖွားမှာကင်တွယ်ခဲ့တဲ့ပွဲကြီးအတွက်အနေချင်းထဲမှာအာဆင်နယ်နဲ့တွဲဆုံတဲ့ပွဲလုံးကိုအနိုင်ယူပြထားတာကကာရစ်အတွက်တကယ်ကိုရတာရှိလုံးပါတယ်။ United တို့ကတော့အမရိမှာအဆင့်တစ်ကအာဆင်နယ်ကိုထင်သလောက်လဲမဟုတ်ပါဘူးဆိုတဲ့အကြောင်းပြောဆိုခဲ့တာပါ။ United ကိုချင်ငင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။